အားလုံးပဲမင်္ဂလာပါရှင်။ကျမရဲ့နာမည်ကတော့မြတ်နုမေဖြစ်ပါတယ်။ကျမတို့တင်ဆက်မယ့်အကြောင်းအရာကတော့နိုင်ငံတကာမှာရှိတဲ့အရုပ်တွေအကြောင်းဖြစ်ပြီးအဲ့ဒီရုပ်တွေကနိုင်ငံတကာနိုင်ငံရဲ့အရေးပါအကြောင်းနဲ့ယဉ်ကျေးမှုတွေကိုဖော်ပြပေးပါတယ်။ဒါနဲ့အခုကျမတင်ဆက်မယ့်အရုပ်ကတော့ကျမတို့မြန်မာနိုင်ငံရဲ့သမိုင်းဝင်အရုပ်တစ်ရုပ်ဖြစ်တဲ့ရုပ်သေးရုပ်အကြောင်းကိုတင်ဆက်ပေးမှာပါ။ကျမတို့ကကိုယ့်နိုင်ငံမှာနေပြီးကိုယ့်နိုင်ငံရဲ့အရေးပါတဲ့အကြောင်းတွေကိုတော့အမှန်တကယ်သိထားသိမယ်လို့ထင်ပါတယ်နော်။ပထမဆုံးအနေနဲ့ကတော့ရုပ်သေးရုပ်ဆိုတာဘာလဲ။ရုပ်သေးကမြန်မာရိုးရာရုပ်သေးပြဆက်တွေမှာအသုံးပြုတဲ့အရုပ်တစ်ရုပ်ဖြစ်ပြီးမြန်မာနိုင်ငံရဲ့ဂန္ဓဝင်ဖျော်ဖြေရေးအမှုပညာပုံစံတစ်ခုဖြစ်ပါတယ်။ထိုအရာကိုပြဆက်ဂီတအကနဲ့ဇလံပြောဆိုခြင်းတွေမှာပေါင်းစပ်ပြီးဖျော်ဖြေကြပါတယ်နံပါတ်2အနေနဲ့ကတော့ရုပ်သေးရုပ်ကတမိုင်းကြောင်းပဲဖြစ်ပါတယ်။ရုပ်သေးရုပ်ကဆိုရင်တော့လွန်ခဲ့တဲ့နှစ်ပေါင်း400ကျော်ကလေးကတမိုင်းရှိခဲ့ပြီးမြန်မာမင်းဆက်တွေထဲမှာမင်းဆက်တစ်ဆက်ဖြစ်တဲ့ကုန်းမောင်မင်းဆက်မှာစတင်ပေါ်ပေါက်ခဲ့တယ်။ထိုခေတ်မှာလည်းရုပ်သေးအကအလွန်ရေပန်းစားခဲ့ပါတယ်။ထိုခေတ်မှာတော်ဝင်နန်းတော်တွေနဲ့ပွဲတော်တွေမှာလည်းဖျော်ဖြေခဲ့ကြပါတယ်။နံပါတ်3အနေနဲ့ကတော့ရုပ်သေးရုပ်ကအဓိပ္ပာယ်ပါ။ရုပ်သေးရုပ်ဆိုတဲ့အဓိပ္ပာယ်ကိုအကျယ်ဖြန့်ပြီးတော့ရှင်းပြရမယ်ဆိုရင်တော့ရုပ်ဆိုတဲ့စကားလုံးကရုပ်သေးရုပ်လို့အဓိပ္ပာယ်ရပြီးသေးဆိုတဲ့စကားလုံးကတော့ချီမြင်လို့အဓိပ္ပာယ်ရတာကြောင့်ရုပ်သေးရုပ်ဆိုတဲ့စကားလုံးအဓိပ္ပာယ်အပြည့်အစုံကတော့ကျိုးနဲ့ထိန်းချုပ်ထားတဲ့ရုပ်သေးရုပ်လို့အဓိပ္ပာယ်ရပါတယ်။တစ်မျိုးခေါ်ရမယ်ဆိုရင်တော့ကျိုးဆွဲရာကတဲ့အယုတ်ကလေးလို့လည်းအဓိပ္ပာယ်ရပါတယ်။နံပါတ်4အနေနဲ့ကတော့ရုပ်သေးရုပ်ကိုပြုလုပ်ပုံပါ။ရုပ်သေးရုပ်ကိုတစ်သားနဲ့ပြုလုပ်ပြီးတော့ဂယုတစိုက်ထွင်းထုရေးချယ်ကမြမရိုးရာဝတ်စုံတွေကိုအသေးချာဝတ်ပေးရပါတယ်။ဇက်ကောင်တွေကတော့ဘယင်တွေမိဖုရားတွေမင်းသားတွေမူကြီးမယားတွေတရိษံတွေနဲ့ဒဏ္ဍာရီလာတတ္တဝါတွေပါဝင်ပါတယ်။နောက်တစ်ခုကတော့ယဉ်ကျေးမှုဆိုင်ရာအရေးပါမှုပါ။ရုပ်သေးရုပ်ကဘယ်လောက်ထိအရေးပါလဲဆိုရင်တော့ရုပ်သေးရုပ်ကိုသင်ခန်းစာကောင်းတွေနဲ့ဗုဒ္ဓဘာသာဆိုင်ရာတန်ဖိုးတွေကိုသင်ကြားပေးတဲ့နေရာမှာအသုံးပြုပြီးမြမယဉ်ကျေးမှုအတွက်အရေးကြီးတဲ့အစိတ်ပိုင်းတစ်ခုလည်းဖြစ်ပါတယ်။နောက်ဆုံးမေးခွန်းတစ်ခုကတော့ရုပ်သေးရုပ်ကယခုခေတ်အခြေအနေပါ။ယခုခေတ်မှာရုပ်သေးရုပ်အကကိုတွေ့ရနည်းပေမဲ့ရိုးရာဓလေ့တွေထိန်းသိမ်းရန်အတွက်ယဉ်ကျေးမှုဆိုင်ရာပြပွဲတွေနဲ့ခရီးသွားလုပ်ငန်းတွေမှာဖျော်ဖြေတင်ဆက်ကြပါတယ်။မြန်မာနိုင်ငံမှာရှိတဲ့မြမယဉ်ကျေးမှုအမွေအနှစ်မြို့တော်လို့တင်စားခေါ်ဝေါ်ကြတဲ့ဗကန်မှာလည်းရုပ်သေးရုပ်တွေကိုအများဆုံးတွေ့နိုင်ပါတယ်။ဒီနေ့မှာတော့မြမရိုးရာအမှုပညာတစ်ခုဖြစ်တဲ့ရုပ်သေးရုပ်အကြောင်းကိုမျှဝေပေးခဲ့တာပဲဖြစ်ပါတယ်။ဒီတင်ဆက်မှုကနေပြီးတော့ရုပ်သေးရုပ်အကြောင်းကိုနည်းနည်းလောက်တော့သိသွားမယ်လို့မျှော်လင့်ပါတယ်။အချိန်ပြည့်နားထောင်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။နောက်တစ်ခါပြန်ဆုံတွေ့ကြပါမယ်နော်။